ဆန္ဒဆိုတာအတွေးကြောင့်ဖြစ်တာတဲ့ဆန္ဒဆိုတာတွေးလို့ဖြစ်တာပဲဟုတ်လားတွေးနေတာဘာလေးလုပ်ချင်ကောင်းမလဲဘာလေးလုပ်ရင်ကောင်းမလဲဆိုတော့အဲ့ဒီအတွေးတွေကြောင့်ဆန္ဒတွေပေါ်တာပဲဒါကြောင့်အတွေးများရင်အဝေးသွားတယ်မတွေးရဘူး your thoughts is your life ကိုအတွေးဟာကိုဘဝကိုပုံဖော်ပေးတာအဲ့တော့အဲ့ဒီမှာအတွေးကတိတ်အရေးကြီးတာအတွေးလေးမှားလိုက်တာနဲ့စိတ်တွေလေးသွားတာအတွေးမှားရင်စိတ်လေးတယ်နော်အတွေးမှန်ရင်စိတ်ကလေးကပေါ့နေတာနော်အဲမြတ်စွာဘုရားကအတွေးနဲ့ပတ်သက်ပြီးတော့ right thought တမ္မာသင်္ကပ္ပဆိုမဂ္ဂင်၈ပါးထဲမှာထည့်တာသူရဲ့စံကျင်ဘက်ကမိစ္ဆာသင်္ကပ္ပ wrong thinking wrong thought မှားတဲ့အတွေးမှန်ကန်တဲ့အတွေးကမဂ္ဂင်၈ပါးမေဇိမပရိပဒါလမ်းကိုပံ့ပိုးပေးသူပေမဲ့မှားတဲ့အတွေးတွေကြတော့အဲ့ဒါအတွေးမှားတာနဲ့အဝေးသွားပြီးအပေတောင်ရောက်တယ်တတ္တဝါတွေအတွေးမှားတာနဲ့တခါတခါမကောင်းတဲ့အတွေးတွေတွေးပြီးတော့အဲ့ရကလို့မထားခြင်းနော်ညကတွေးထားတဲ့အတွေးကအရှိန်မပြေမနဲ့အဲ့ရလို့အဲ့ဒီအတွေးပြန်ပေါ်တာပဲမပေါ်ဘူးလားပေါ်တော့လေညကအိပ်ပျော်တဲ့အတွေးတွေနဲ့အတွေးတွေကဟာသားသမီးအရေးတွေအကျွေးတွေကများတာအကျွေးတွေများတော့အတွေးတွေများတော့အိတ်မပြောမတဲ့ကြနိုးတာနဲ့အဲ့ဒီညကတွေးတဲ့အတွေးကမပြီးတော့အဲ့ရထဲမှာအဲ့ဒါတွေတွေးနေအဲ့ရကတော့မထကြဘူးအတွေးကလူကိုလေးစီတာစိတ်ကိုလေးသွားတာ။နောက်အတွေးမှန်တယ်များလေမကောင်းတဲ့အတွေးဆိုရင်ဘောင်းထဲကိုမထားရဘူးထောက်ပလိုက်အတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာအတွေးဆိုတာ